လေးထောက်ဆက်ဆက်ပင်လေအပြာရောင်ခင်းထားတဲ့တည်ငြိမ်မှုကဆွမ်းမဲ့ဖွယ်ဒိုင်ပင်ထိုးချလိုက်ဖို့အတွက်အစဉ်ပြေတာထက်ပိုတယ်ဘယ်မှာဖောက်ဖို့တတိဖောချင်တဲ့တတိမဲ့နေတာကငါနဲ့ဆိုင်ဆုပ်တဲ့နေရာထိစုံစုံမြုပ်သွားတော့ဘောလုံးပေါ်နေတယ်ရောတို့ရတဲမုံပြက်ကြီးလို့ကျမ်းပြင်မှာရှင်ကွဲနေတော့ရေအေးစီးကြောင်းကစက်ကူးတွေအားလုံးကိုပြင်ကိုစီးထွက်သွားစေပြီးဟာလာဟင်းလင်းခန္ဓာကိုယ်ကလေးလေးလန်လန်နဲ့နှမြုပ်သွားတယ်ပင်လယ်ရေထဲချွေးတွေပျော်ဝင်သွားတဲ့အထိမောဟမှုနဲ့တူလှန်သွားတဲ့မြင့်ခွန်တွေအောက်မောင်းတဲ့တစ်ခုတိုးဝင်လာတယ်ရေစီးရခတ်တဲ့နှာခေါင်းထဲလေးတွေတရက်ဆက်တိုးဝင်လာတော့နှုံးချမ်းမှုတွေကကိုယ်ရင်းကိုယ်ပယူစီးသွားတယ်လေ့ကျင့်မှုပြည့်ဝနေတဲ့လက်ချေတွေကိုယုံလိုက်ပေမဲ့ဘယ်ချေညာလက်အလွဲခတ်မှာအာယုံကြောတွေဟာခံစားမှုနဲ့ဆက်သွယ်ပြတ်လို့ငါဗမာလဲကန်းနဲ့လန်းတောက်ပတဲ့ကျိတ်ဆက်မှုတွေစီကုခတ်ဖို့အင်အားမဲ့တော့အမောင်ကျတဲ့တိုးတိုးတိတ်တိတ်ညောင်းနေမိတာပဲ။အိုးဟေးဟေးပြန်လဲခေါင်းထဲမှာခဲနေတဲ့အတွေးကြုံတွေကိုရည်ဖြော်ပေးပါလက်တစ်စုံနဲ့ခြေတစ်စုံမှာခံစားမှုတွေကိုတက်ဆင်ပေးပါနောက်ကြောရိုးမှာစန္ဒာတွေကိုဖြည့်ပေးပါ။အိုးဟေးဟေးပြန်လဲမျက်နှာကိုဟင်းလင်းပြင်နဲ့ဖုတ်ွက်ချမ်းမယ်ခန္ဓာကိုယ်ကိုညီးငွေးမှုတွေနဲ့အစာသွတ်ချမယ်။အိုးဟေးဟေးပင်လဲဒါကျိတ်ဆက်မှုတွေကိုဖြာချထားတဲ့အလင်းရောင်အောင်မှာခက်မနေလေးရနေဖို့လုံလောက်ပါရဲ့နော်။ပင်လယ်ကိုငါ့အတွက်စီးဆင်းကြမဲ့မျက်ရည်တွေနဲ့ထပ်ဖြစ်ချင်ပါဘူး။တကယ်ပါဒီပင်လယ်ဟာစီးဆင်းမှုတွေကိုနှိမ့်မြုပ်နိုင်တဲ့အထိနှက်ဆိုင်ပြီးသားချင်းမှန်2026